ဒီနေ့တော့စီ66လေးနဲ့လှုပ်ထားတဲ့ချက်ပါတီလုံနည်းလေးကိုပြောပြပေးပါမယ်။ချီလီတို့အိမ်ကလေအာလူးဟင်းကိုပူရီနဲ့တွဲစားနေကြပါ။ချီလီအမေနဲ့အကိုကစီကြောစာကိုမစားချင်ဘူးဆိုတာနဲ့ဒီလိုမျိုးစီနည်းနည်းလေးပဲတုပ်ရတဲ့ချက်ပါတီလေးလှုပ်စားဖြစ်တာပါ။ချက်ပါတီဆိုပေမဲ့လေစီကိုနည်းနည်းလေးပဲတုံးထားတော့နံပြားလိုပုံစံမျိုးနဲ့တူနေပါတယ်။ဂျုံကိုနှစ်ထုပ်တုံးထားပါတယ်။ပြီးရင်စားတစ်စုံကြားတစ်စုံထည့်ပြီးတော့ခုလိုမျိုးတူလေးနဲ့ရေနည်းနည်းစီထည့်ပြီးတော့အရင်မှုပါတယ်ရေကိုဖြည်းဖြည်းချင်းစီလိုက်သွားပေးပါလက်နဲ့နေရင်လည်းရေလိုရဲဆိုထပ်ထည့်ပေါ့နော်ဒီနေရာမှာချီလီကဂျုံသားလေးကိုပျော့ပျော့လေးလိုချင်လို့ရေကိုတော့လေနည်းနည်းပုံမှန်ထပ်ပို့ထည့်ထားပါတယ်အရန်ပျော့သွားရင်တော့လေကိုကထည့်တာများပါလို့ပျော့သွားရင်ဂျုံဖုံးထပ်လိုက်ပြီးလို့ရပါတယ်နေရင်လေဂျုံကလေမမလေးဖြစ်လာတော့လေစိုးရိမ်စရာမလိုပါဘူးပြီးရင်စီကိုလည်းထမင်းစားစုံ2စုံစာလောက်ထည့်ထားပါတယ်စီကိုလည်းဂျုံသားနဲ့နှံ့အောင်တေချာလေးသမအောင်လက်ဖနှောက်နဲ့ဖိဖိပြီးတော့နေပေးပါမယ်လက်ညောင်းလာလို့ဒီလိုမျိုးပေါက်ပေးတာပါခုဆိုရင်တော့ဂျုံလေးရပြီပေါ့နော်ပျော့လေးလုပ်ထားပါတယ်ဒါကိုအဖုံးလေးအုပ်ပြီးတော့တနာရီလောက်အနည်းဆုံးနှက်ပါတယ်တနာရီပြည့်ပြီဆိုရင်တော့ဒီဂျုံကိုတစ်ခါစားစားဂျုံလုံးလေးတွေပိုင်းဖြတ်ပြီးတော့အလုံးလေးတွေလုပ်ပြီးတော့မှပြန်ပြီးတော့အဖုံးအုပ်ပြီးတော့နောက်ထပ်နိုင်ဝက်လောက်ထပ်နှက်ပေးပါမယ်ဂျုံကလေကြာနှက်ထားလေးပူကောင်းလေးပါပဲအကယ်၍ကိုကဒီလိုမျိုးမနှက်ကြမှလုပ်ရင်အချိန်မပေးနိုင်ဘူးဆိုရင်လေညရဲကဂျုံနေထားပြီးတော့လေးလုံးအောင်တေချာပိတ်ပြီးတော့နှက်ထားရင်လည်းအပေါ်ကစီတုပ်ပြီးနှက်ထားရင်လည်းရပါတယ်မနှက်ကြမှခဏလောက်ပြန်နေပြီးတော့အလုံးလေးတွေလုံးပြီးတော့နိုင်ဝက်လောက်နှက်ပြီးတော့ကြော်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ခုလိုမျိုးစီနည်းနည်းလေးပဲတုပ်ပြီးတော့အိုးကင်းဘူးကတ်တာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်ဂျုံသားကိုအထူးကြီးကြီးညာနဲ့ပြပြလေးတွေရစေဖို့အတွက်ဂျုံလှိမ့်တန်လေးနဲ့လှိမ့်ပေးပါမယ်အပူပေးထားတဲ့အိုးထဲမှာဂျုံပြားကိုဖြန့်ထည့်ပါမယ်အပေါ်ကနေဖိဖိပေးရပါတယ်ဒီနေရာမှာတချို့ကချက်ပါတီလုပ်တဲ့အခါမှာအိုးကိုစီတုပ်ပြီးတော့မှလုပ်တယ်ပေါ့နော်ဒါဆိုရင်အယောင်လေးကတော့ပူလှပါတယ်ဒါပေမဲ့လေစီနစ်ဝင်နေတဲ့အရာသာကိုမကြိုက်တဲ့အတွက်ကြောင့်ခုလိုမျိုးစီကိုအပေါ်ရန်က brush လေးနဲ့ပါတယ်ဆိုရင်လေးပဲမချောက်တယ်ဆိုရင်လေးပဲတုပ်ပြီးထားတာပါသူကလေနံပြားတဲ့အရာသာမျိုးနဲ့ပူတူပါတယ်စီအရာသာမရတော့လေဒါကိုအာလူးဟင်းတို့ပဲဟင်းတို့နဲ့တွဲစားရင်လိုက်ပါတယ်ချီလီကတော့အာလူးကိုကြိုက်လို့အာလူးဟင်းနဲ့တွဲစားတာပါဒီစီနေတဲ့ချက်ပါတီလုံကြီးကစီရှောင်းတဲ့သူတွေအတွက်အဆင်ပြေကြမယ်လို့ထင်ပါတယ်ရှင်